မနက်လဲထမင်းနေ့လယ်လဲထမင်းညလဲထမင်းကျမတို့မြန်မာလူမျိုးတွေတနေ့ကို၃နက်ထမင်းစားရမှာအားရှိတယ်လို့ထင်တတ်ကြပါတယ်။ဒါပေမဲ့သင်နေ့တိုင်းစားနေတဲ့ဒီထမင်းဖြူကသင်ကိုတိတ်တဆိတ်အဝလွန်စေပြီးယောဂတွေစီတွန်းပို့နေတယ်ဆိုတာသင်သိပါသလား။မင်္ဂလာပါပရိသတ်ကြီးဒီကနေ့ဗီဒီယိုလေးမှာတော့ကျမတို့နေ့စဉ်စားသုံးနေတဲ့ထမင်းကိုတစ်နေ့3ချိန်အပြည့်အဝစားတာကခန္ဓာကိုယ်အတွက်ဘာကြောင့်မကောင်းတာလဲဘယ်လိုအနေတွေရှိနေလဲဆိုတဲ့အကြောင်းရင်းတွေကိုရှင်းပြပေးသွားမှာပါအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်လိုက်ပါတယ်ပထမဆုံးအကြောင်းရင်းကတော့သွေးတွင်းတကြားတဲ့ရုပ်တရက်မြင့်တက်လာစေခြင်းပဲဖြစ်ပါတယ်ထမင်းဖြူဟာ glycemic index အရင်မြင့်ပါတယ်။ဆိုလိုတာကထမင်းစားလိုက်တာနဲ့ပါဝင်တဲ့ carbohydrate တွေကတကြားဓာတ်အဖြစ်အလွန်မြန်မြန်ပြောင်းလဲသွားပါတယ်။တနည်းကို3ချိန်တောင်ဒီလိုတကြားဓာတ်တွေခန္ဓာကိုယ်ရဲ့အမြန်ရောက်လာတဲ့အခါ pancreas က insulin တွေကိုအများကြီးထုတ်ပေးရပါတယ်။ရေရှည်မှာတော့ type 2 diabetes လို့ခေါ်တဲ့စီးကျိုရောဂါဖြစ်လာဖို့ရာခိုင်နှုန်းအရင်များသွားပါပြီ။ဒုတိယချက်ကတော့အဝလွန်ခြင်းနဲ့ဗိုက်ရွှဲခြင်းပါကျမတို့ထမင်းကိုပကံလုံးကြီးတွေနဲ့တစ်နေ့3ချိန်စားကြတယ်ဒါပေမဲ့အဲ့ဒီလောက်စားထားတဲ့စွမ်းရည်တွေကိုကုန်ကြအောင်လေ့ကျင့်ခန်းလုပ်ဖြစ်ကြလားများသောအားဖြင့်ရုံးထိုင်ဆိုင်ထိုင်နဲ့ပဲအချိန်ကုန်ကြပါတယ်အဲ့ဒီအခါမသုံးဖြစ်တဲ့ကာဘိုဟိုက်ဒရိတ်အပိုတွေအလုံးကအဆီတွေအဖြစ်ပြောင်းလဲသွားပြီးဝမ်းဗိုက်မှာသွားစုပါတော့တယ်ဒါကြောင့်ထမင်းများများစားရင်ဗိုက်ရွှဲလာတာဟာညှင်းလို့မရတဲ့အမှန်တရားပါပဲတတိယချက်ကတော့အာဟာရမညီမျှခြင်းပါဘိုင်ဝါဖို့အတွက်ထမင်းကိုပဲအဓိကထားစားလိုက်တဲ့အခါခန္ဓာကိုယ်အတွက်တကယ်လိုအပ်တဲ့ပရိုတင်းအသားဓာတ်ဗိုက်တာမင်နဲ့အမြင့်ဓာတ်တွေဝင်ရောက်မှုနည်းသွားပါတယ်ထမင်းကဗိုက်ပြည့်စေပေမဲ့အာဟာရပြည့်ဝစေတာမဟုတ်ပါဘူးနော်ကဲပရိသတ်ကြီးရောတနေ့ကိုထမင်းပနန်းနှစ်လောက်စားပြနေလေကိုရဲ့စားသုံးမှုပုံစံလေးတွေကို comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါအောင်နော်ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင် like and share လုပ်ပေးဖို့မမေ့နဲ့နော်နောက်ထပ်ကျန်းမာရေးဗဟုသုတတွေအတွက်ကျမတို့ရဲ့ knowledge world channel ကို subscribe လုပ်ထားဖို့လည်းတိုက်တွန်းလိုက်ပါတယ်ကျေးဇူးတင်ပါတယ်